ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုမှာတော့ခက်ခက် application ကိုအသုံးပြုပြီးတော့မှ video editing ကိုစနစ်ကြကြအသေးစိတ်ဘယ်လိုမျိုးပြုလုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကို sharing လုပ်ပြပေးတော့မှာဖြစ်ပါတယ်ခက်ခက်လို့ပြောလိုက်မယ်ဆိုတော့မိတ်ဆွေတို့အားလုံးကသိကြပြီးသားဖြစ်မယ်လို့ယုံကြည်တယ်ပေါ့နော်လက်ရှိမှာတော့ဒါလူသုံးအများဆုံးနဲ့ရေပန်းအစားဆုံးvideo editing application တစ်ခုဖြစ်ပါတယ်ဒီ YouTube video အတွက် Facebook video အတွက် TikTok video အတွက်ဒါအကောင်းဆုံးဖန်တီးလို့ရတဲ့video editing application တစ်ခုဖြစ်တယ်ပေါ့နော်။ Okay ဒါဆိုရင်ခက်ခက် application နဲ့ video editing လုပ်ဖို့အတွက်အခုပဲစကြရလိုက်အောင်ပါ။ဒီ video မှာတော့ခက်ခက်ကိုဖုန်းနဲ့အသုံးပြုပြပေးသွားမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ကျွန်တော် application store ထဲကိုတွားဖို့လိုအပ်ပါမယ်။တွားပြီးတော့မှဒီမှာခက်ခက်ဆိုတာလေးကိုနှိပ်လိုက်ပါ။ application ကို download ဆွဲပြီးတွားပြီဆိုရင်ကျွန်တော်ဝင်လိုက်ပါပါနော်။အဲ့တော့ကျွန်တော်ကဆွဲပြီးသားဖြစ်တယ်။အဲ့တော့ခက်ခက်ဆိုတဲ့နေရာလေးကိုဝင်လိုက်ပါမယ်။ဝင်ပြီးတော့ဆိုတော့ဒီမှာကြော်ညာလေးပြလာတယ်ပေါ့နော်ဒီညာဘက်တောင်အပေါ်ဆုံးကဒီချက်ချီခက်ဆိုတဲ့ဟာလေးနဲ့ထွက်လိုက်ပါထွက်ပြီးရင်အခုလိုဒီစာမျက်နှာကိုရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်ဒီအပေါ်မှာဆိုရင်တော့ new video နဲ့ edit photo ရှိတယ်ပေါ့နော် new video ဒီအပေါင်းလက္ခဏာနေရာက video တွေ editing လုပ်ရတဲ့နေရာတည်တံ့ဖြစ်တယ်ဒီဘက်ကကျတော့ဓာတ်ပုံအတွက်တည်တံ့ဖြစ်တယ်ပေါ့နော်ဒီအောက်က option ကတော့ဒီ pro version ဖြစ်တယ်ဗျငွေပေးပြီးမှသုံးရတဲ့အပိုင်းပေါ့နော်ဒီအပိုင်းကိုကျွန်တော်နောက် video မှာအသေးစိတ်sharing လုပ်ပြပေးဖို့ရှိပါတယ်အဲ့တော့ဒီ video မှာတော့video တစ်ပုဒ်ကိုအခြေခံကြကြနဲ့မဖြစ်မနေသိရှိရမယ့်အဓိကအချက်ပေါ့နော်အသုံးများတဲ့အချက်တွေကိုအသုံးပြုပြီးတော့မှ video editing လုပ်ပြပေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ new video အပေါင်းလက္ခဏာလေးနေရာကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျွန်တော်ကိုရိုက်ထားတဲ့ video ပေါ့နော်ရွေးလိုက်ပါအဲ့တော့ကျွန်တော်ဒီမှာနမူနာအနေနဲ့ကိုအောင်လာအန်ဆန် interview ထားတဲ့ video တစ်ပုဒ်ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တစ်ပုတ်ပဲရွေးတာဖြစ်ပါတယ်အကယ်၍မိတ်ဆွေတို့က3ပုတ်ရိုက်ထားမယ်ဆိုရင်ဒီ1နဲ့3ဆိုမှရွေးအစင်လိုက်ကျွန်တော်ရွေးသွားလို့ရတယ်ပေါ့နော်အဲ့တော့ရွေးပြီးသွားပြီဆိုရင်ကျွန်တော် edit လုပ်ဖို့အတွက်ဆိုရင်ဒီညာဘက်တောင်အောက်ဆုံးက add 1ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ okay နှိပ်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်ဒီအောက်ကပေါ့နော်တိုင်တိုင်းလေးပေါ်လာမယ်အဲ့ဒါကတော့ကိုယ့်ရဲ့အမှတ်အသားဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီတိုင်နေရာကိုပေါ့နော်လက်နဲ့ဘယ်ညာဒီလိုအခုလက်ရှိကျွန်တော်ရွှေ့နေတဲ့ပုံစံအတိုင်းရွှေ့လို့ရတယ်ပေါ့နော်ဒီနေရာကျွန်တော်ရွှေ့ပြီးလိုချင်တဲ့နေရာကိုကျွန်တော်ဒီတိုင်ကအမှတ်အသားအဖြစ်သူပေါ်ပြနေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုတစ်ပုတ်စတင်ဖန်တီးတော့မယ်ဆိုရင်ပေါ့နော်ဒါ YouTube အတွက်ဖန်တီးတာလား Facebook အတွက်ဖန်တီးတာလား TikTok အတွက်ဖန်တီးတာလားဆိုတာအရင်ဦးဆုံးစဉ်းစားရမယ်ပေါ့နော်အကယ်၍မိတ်ဆွေတို့က YouTube အတွက်ဖန်တီးတယ်ဆိုရင်ကျွန်တော် YouTube ဒီပုံမှန်သူ့ရဲ့ video site က16အချိုး9ဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီနေရာလေးကိုရောက်လာပြီဆိုရင်ကျွန်တော်ဒီအောင်လာအဆန်းရဲ့ဒီ video bar လေးကိုကျွန်တော်ဒီလိုမျိုးသွားမှထောက်ထားနေပေါ့နော်ထောက်ထားမယ်ဆိုရင်ကျွန်တော်လိုချင်တဲ့နေရာကိုသွားလို့မရဘူးဒီနေရာကိုကျွန်တော်မထောက်ဘဲနဲ့ဒါကိုခဏဖြုတ်ထားလိုက်မယ်ပေါ့နော်ဖြုတ်ပြီးတော့မှဒီအောက်ဆုံးကိုကျွန်တော်သွားလိုက်ပါအောက်ဆုံးမှာကျွန်တော်ဒီမှာဆိုရင်ဘယ်ဘက်တောင်အောက်ဆုံးမှာ edit ရှိတယ်ပေါ့နော်ဒါကိုကျွန်တော်ရွှေ့လိုက်ပါအဲ့ဒီအောက်ဆုံးကဘားလေးကိုဒီဘက်ညာဘက်ကိုရွှေ့လိုက်ပါရွှေ့လိုက်ပြီးရင်ဒီမှာကျွန်တော် aspect ratio ဆိုတဲ့နေရာလေးတွေ့မလားဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာပြထားတယ်ပေါ့နော်ဒီ origin အခုလက်ရှိကတော့ဒါ original site ပေါ့နော် original site ဆိုတဲ့ဟာဒီအပေါ်မှာကျွန်တော် video အကွက်မှာဒီအစိမ်းရောင်လေးကွက်ထားတယ်ပေါ့နော်အဲ့ဒါ original site ပါကျွန်တော် TikTok site လိုချင်တယ်ဆိုရင်ဒီမှာ9အချိုး16ပါဒါဆိုရင်9အချိုး16ဖြစ်သွားပြီပေါ့နော်အဲ့တော့ video ကိုကျွန်တော်အကယ်၍9အချိုး16မှာ video ကတီးနေတယ်ဆိုရင်ကိုကချဲ့လို့ရတယ်ပေါ့နော်ဒီ interview video ကိုကျွန်တော်ဒီမှာလက်လေးနဲ့ထောက်ပြီးတော့မှချဲ့လိုက်မယ်ပေါ့နော်ဒီမှာချဲ့လိုက်ပါမယ်ဒါဆိုရင်9အချိုး16ဒါ TikTok video အတွက်တည်တံ့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုကနောက်ထပ်တစ်မျိုးသွားမယ်ဒီ Instagram တို့ Facebook တို့အတွက်သွားမယ်ဆိုရင်1အချိုး1သွားလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် TikTok ပြီးတော့ရင်ဒီမှာနောက်ထပ်တစ်ခုနှိပ်လိုက်မယ်ဒီအောက်မှာဆိုရင်ကျွန်တော်ဒါ1အချိုး1ပေါ့နော်1အချိုး1ပုံရမ်းကြီးတယ်ဆိုရင်သူနည်းတူပဲဒီအောင်လာဆန်းပုံရှိတဲ့နေရာကိုတစ်ချက်ထောက်လိုက်ပါအဲ့တော့ထောက်လိုက်တဲ့အနေထားမှာကျွန်တော်ဒီအောက်က video bar ကအဖြူကွက်ဖြစ်လာမယ်ပေါ့နော်အဲ့တော့အဖြူကွက်ဖြစ်လာပြီဆိုရင်ကျွန်တော်အဲ့ဒီအပေါ်ကအောင်လာဆန်း video လေးကိုကျွန်တော်ပြန်ပြီးတော့မှဒီလိုလေးလက်နှစ်ခုလေးနဲ့ပေါ့နော်လက်နှစ်ချောင်းထောက်ပြီးတော့မှဒါခြုံလိုက်ပါအခုလိုမျိုးခြုံလိုက်ပေါ့နော်ဒါဆိုရင်1အချိုး1ဒါ site ဖြစ်သွားပြီပေါ့နော်အကြွေနည်းနည်းလေးစောင်းနေသေးတယ်ဆိုရင်ကျွန်တော်တို့ဒီထောက်ပြီးတော့မှဘယ်ဘက်ကိုဒီလိုရွှေ့လိုက်ပါအဲ့တော့ဒီလိုကျုံလိုက်ဘယ်ညာရွှေ့လိုက်အပေါ်အောက်ရွှေ့တာကျတော့ဒီအောက်ကဘားကအဖြူဖြစ်နေမှရမယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်တို့
Facebook အတွက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါ YouTube အတွက်ကိုတွားရအောင်ပါ YouTube ဆိုရင်ဒီမှာ16အချိုး9ဆိုတာလေးပြထားတယ်ပေါ့နော်ဒီမှာကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်16အချိုး9ပုံကခေါင်းတစ်ပိုင်းပြက်နေတယ်ဒီဟာလေးကိုကျွန်တော်တို့ဗီဒီယိုဘားကိုအဖြူဖြစ်အောင်ထောက်လိုက်ပေါ့နော်ထောက်ပြီးတော့မှအပေါ်ကဒီအောင်လာဆန်းဗီဒီယိုလေးကိုကျွန်တော်တို့ပြန်ပြီးတော့မှခြုံပေးလိုက်ပါခြုံလိုက်မယ်ဆိုရင်ကျွန်တော်လိုချင်တဲ့အနေထားလောက်ထိခြုံလိုက်ပေါ့နော်ကျွန်တော်ဒီအနေထားလောက်ရချင်ဒီအနေထားလောက်โอเคအဲ့တော့ဒါလေးကိုကျွန်တော်ရချင်နေဆိုရင်ညာဘက်တော့အောက်ဆုံးမှာအမှန်ချစ်ကိုကျွန်တော်ချစ်ဖို့လိုအပ်မယ်ပေါ့နော်ကျွန်တော်တစ်ချက်ချစ်ပေးလိုက်ပါမယ်ကဲဒါဆိုရင်ဒါလုံးဝကျွန်တော် YouTube အချိုးဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါလေးကျွန်တော်ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့မှ aspect ratio ကိုပြန်သွားပြပေးမယ်ပေါ့နော်သွားလိုက်တဲ့အချိန်မှာဒီမှာ4အချိုး3 3အချိုး4 5အချိုး8 2အချိုး1အချိုးတွေအများကြီးရှိတယ်ကိုကြိုက်တဲ့တက်ရတုံးလို့ရတယ်ပေါ့နော်ကိုတင်တဲ့ဒီ platform ပေါ်မူတည်ပြီးတော့ဗီဒီယိုအချိုးအစားကိုကျွန်တော်ဒါပြောင်းလဲဖို့လိုအပ်တာပေါ့နော်โอเคအဲ့တော့ဒါကိုကျွန်တော်တို့လောလောဆယ်မှာတော့16အချိုး9ယူပြီးတော့မှဒါညာဘက်တောင်အောက်ဆုံးကအမှန်ချစ်ကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီအချိုးရွေးတဲ့အပိုင်းကိုတိသွားပြီဆိုတော့ကျွန်တော်ဒီကက်ညက်ဖြတ်ကိုလောက်ရတော့မှာပေါ့နော်ဒါ edit လောက်ရတော့မှာဗျအဲ့တော့ကျွန်တော်ဒီမှာဒီအောင်လာဆန် interview video ရဲ့အောက်မှာဆိုရင်ဒီ play ပေါ့နော် play ဒီ button လေးရှိတယ်ဒါလေးကျွန်တော်နှိပ်လိုက်ပါ Sebastian's a killer man. โอเคဒီလိုနှိပ်လိုက်တယ်ပေါ့နော် Now I know how he အဲ့တော့ knocks ကျွန်တော် these guys out. ရက်ချင်နေဆိုရင်အဲ့ဒါလေးတစ်ချက်ရက်လိုက်ပါရက်ပြီးတော့မှဒီမှာကိုရက်လိုက်တဲ့နေရာမှာဒီအချောင်းရှိရှိဒေါင်လိုက်ပြထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီရက်လိုက်တဲ့နေရာအထိကိုကဒီရှေ့အဖြက်ကပြောထားတဲ့ဒီအတန်ဖိုင်ပေါ့နော်ကိုပြောတာမားသွားရင်ဖြစ်စေကျွန်တော်ပြင်ချင်တာတွေဖြစ်စေဒါမှမဟုတ်ကိုကမလိုချင်တော့တာတွေဖြစ်စေပေါ့နော်အဲ့ဒါကိုဖြတ်ဖို့အတွက်ဆိုရင်ဒီနေရာလေးကိုကျွန်တော် split ဆိုတာခွဲဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအဖြူရောင်တိုင်တိုင်ကိုမြင်တယ်နော်အဲ့ဒီမှာမြင်တဲ့အချိန်မှာကျွန်တော်ဒီ edit ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဘယ်ဘက်တော့အောက်ဆုံးက edit ပေါ့နော် edit လို့နှိပ်လိုက်ပြီဆိုရင်ကျွန်တော်အဲ့ဒီအဖြူတိုင်တိုင်ကဒီရှေ့အဖြက်ပြီးသွားတဲ့ဟာကိုကျွန်တော်တို့အကယ်၍ဘလိုချင်မှုဆိုရင်ဒီ split ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဘယ်ဘက်တော့အောက်ဆုံးမှာ split ဆိုတာလေးရှိရပါတော့ဒါလေးကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဖြက်ရတော့မယ်ပေါ့နော်ဖြက်တဲ့အချိန်မှာကိုကဒီအရှိကတစ်ဖြက်ကိုဖြက်မယ်ဖြက်မှာဖြစ်တဲ့ကျွန်တော်ရှေ့ရတစ်ဖြက်ကိုကျွန်တော်တွားပြီးတော့မှထောက်ပေးဖို့လိုအပ်တယ်ပေါ့နော်ဒီလိုလေးအဖြူဘားတစ်ဘားဖြစ်တော့အောင်ထောက်ပေးရမယ်ပေါ့နော်ဒီရှေ့ဖြက်ကကျွန်တော်တို့မလိုချင်ဘူးဆိုရင်ဒီ delete ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့မှဖြတ်လို့ရတယ်ပေါ့နော်ဒီညာဘက်တော့အောက်ဆုံးကဒီ speed ဆိုတဲ့ဘေးနားလေးကဒီ delete ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်မယ်ဆိုရင်ဒါကျွန်တော်ဖြတ်သွားလိုက်ပြီပေါ့နော် okay အဲ့တော့ဒါတော့ကျွန်တော် edit ကို split လုပ်ပြီးတော့ဖြတ်တဲ့နေရာလေးပေါ့နော်အဲ့တော့ကျွန်တော်ဒါ play button လေးပြန်နှိပ်လိုက်မယ် okay အဲ့တော့ဒီမှာကျွန်တော်ရက်လိုက်မယ်ပေါ့နော်ရက်ချင်တဲ့နေရာရောက်ရင် miss ပြီးတော့ရက်လိုက်ပါရက်လိုက်ပြီးသွားပြီဆိုရင်တော့ဒီအခုရက်လိုက်တဲ့နေရာရဲ့အနောက်ပိုင်းကိုကိုကမလိုချင်ဘူးဆိုရင်သူနည်းတူပဲဒီဘယ်ဘက်တောင်အောက်ဆုံးက edit ဆိုတဲ့ဟာလေးကိုနှိပ်ပါနှိပ်ပြီးရင်ကျွန်တော် split ဆိုတဲ့ဟာလေးကိုပြန်နှိပ်လိုက်ပါနော်ကဲ split ဆိုတဲ့ဟာလေးကိုနှိပ်ပြီးသွားရင်ကျွန်တော်ဒီအနောက်ကတချမ်းကိုဖြတ်ဖို့အတွက်ဆိုရင်သူနည်းတူပဲဒီညာဘက်တောင်အောက်ဆုံးက speed ဘေးနာဒီ delete ဆိုတဲ့ဟာလေးကိုနှိပ်ပါနော်အဲ့တော့မိတ်ဆွေတို့ကဒီနေရာမှာကျွန်တော်တို့နည်းနည်းလေးပြန်လိုချင်သေးတယ်ဒီအနောက်ဆုံးကပဲမလိုချင်ဘူးဆိုရင်ပြန်ပြီးတော့မှဒီနေရာလေးကိုထောက်ပြီးတော့မှသဘောတရားပေါ့နော်ကိုကထပ်ပြီးဒီလက်နဲ့ညာဘက်ကိုရွှေ့လိုက်တယ်ဒီနေရာလောက်ထိကပြန်လိုချင်သေးတယ်ဆိုရင်ကျွန်တော် split ပြန်လုပ်လိုက်ပါ split လုပ်လိုက်မယ်ပေါ့နော် okay split လုပ်လိုက်တယ်ဆိုရင်ဒီအနောက်ကတစ်ချမ်းကိုမလိုချင်ဘူးဆိုရင်ကျွန်တော်အနောက်ကတစ်ချမ်းကိုဒီလို select မှတ်ပြီးတော့မှအဖြူအောင်ဘားပေါ်လာအောင်မှတ်ပြီးအဲ့ဒါလေးကိုကျွန်တော်ဖြတ်လို့ရတယ်ပေါ့နော်ထိုနည်းတူပဲမိတ်ဆွေတို့ကဒီအရှိကတစ်ဖြက်ဒီအလယ်နားလေးဟာကိုမလိုချင်ဘူးဆိုရင်ဒီဟာလေးကို select မှတ်ပြီးတော့မှအဖြူလေးကျွန်တော်တို့ဖြစ်လာအောင်ဘားပေါ်လာအောင်လုပ်ပြီးတော့မှဒီညာဘက်တောင်းကအောက်ဆုံး speed နာဘေးကဒီ delete ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါတော့ဒါဆိုရင်ကျွန်တော်နှိပ်လိုက်မယ်ဗျတစ်ချက်ဥမာလေးပြပေးပါမယ်နှိပ်လိုက်ပြီးတော့မှကျွန်တော်ဗီဒီယိုဖြတ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ split လုပ်ပြီးတော့မှဗီဒီယိုတွေဖြတ်တောက်တဲ့အပိုင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒုတိယအပိုင်းကိုတွားလိုက်ရအောင်ပါဒုတိယအပိုင်းကတော့ကိုယ့်ရဲ့ဗီဒီယိုလေးအခုလိုမျိုးကျွန်တော်ဒီ split နဲ့ကညက်ဖြတ်အကုန်လုံးလုပ်ပြီးသွားပြီအားလုံးလည်းအဆင်ပြေသွားပြီဆိုရင်ကျွန်တော်နောက်ခံတီးလုံးလေးတွေ content video တစ်ပုတ်ကိုဒါစိတ်ဝင်စားအောင်တီးလုံးလေးထည့်ဖို့လိုအပ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာညာဘက်ဒီဘယ်ဘက်တောင်အောက်ဆုံးက audio ဆိုတဲ့ဟာလေးကိုနှိပ်ပါ okay နှိပ်ပြီးသွားရင်ကျွန်တော်အဲ့တော့ဒီမှာဒုတိယနေရာမှာ sound ဆိုတဲ့နေရာလေးတွေ့မလားဗျဒါလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်ဒီမှာတချင်းသွားပြီးတော့မှရွေးလို့ရတယ်ပေါ့နော်ဒါ block ပုံစံတချင်းယူမှာလားဒီအပေါ်ဆုံးကဒီလိုလေးရွှေ့ပြီးတော့မှကျွန်တော်ညာဘက်ကိုရွှေ့ပြီးတော့မှကိုကြိုက်တဲ့ music type ကို
ဒီ sound type တွေကိုရွေးပြီးတော့မှကျွန်တော်တို့နောက်ခံတီးလုံးအဖြစ်ရွေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ရွေးတဲ့နေရာဖြစ်တယ်ကျွန်တော်ဥပမာတစ်ခုရွေးပြပေးမယ်ဗျဒီအပေါ်ဆုံးကဒီတစ်ခုပေါ့နော်ဒါလေးကျွန်တော်ထောက်လိုက်ပါမယ်โอเคဒီ download တဲ့နေရာလေးနှိမ့်လိုက်တယ်ပေါ့နော်နှိမ့်လိုက်တဲ့အချိန်မှာအပေါင်းလက္ခဏာပေါ်ပါအဲ့တော့ကျွန်တော်ဒီအပေါင်းလက္ခဏာโอเคနှိမ့်လိုက်ပြီဆိုရင်ကျွန်တော်ဗီဒီယိုရဲ့နောက်ခံတီးလုံးအဖြစ်သူကရောက်ရှိသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတီးလုံးကိုကျွန်တော်ပြန်ပြီးထောက်လို့ရတယ်ဒီထောက်ပြီးတော့မှရှေ့မှာကျွန်တော်ဗီဒီယိုကိုဒါ editing လုပ်ခဲ့တယ်လို့ပေါ့နော်ဒါကျွန်တော် split ခွဲပြီးတော့မှမလိုအပ်တဲ့နေရာလေးဖြတ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ညာဘက်ရွှေ့ပေးနေတယ်ပေါ့နော်ဒီ music နောက်ခံတီးလုံးအတွက်ရွှေ့ပေးနေတယ်အဲ့တော့ကျွန်တော်ဒီမှာရက်လိုက်မယ်ဥပမာဒီနေရာမှာရက်ချင်တယ်ဆိုရက်လိုက်မယ်ဒီနောက်က music အတန်ကိုမလိုချင်ဘူးဆိုရင်ထိုနည်းတူပဲဒီနေရာကိုကျွန်တော်အဖြူဘားဖြစ်အောင်ထောက်ပါထောက်ပြီးတော့မှဒီ split ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးတော့မှဒီအနောက်တစ်ချမ်းကိုကျွန်တော် delete ဆိုတဲ့ဟာလေးနဲ့ဒီအောက်ဆုံးကပေါ့နော် audio effect ဘေးနာ delete ဆိုတဲ့ဟာလေးနဲ့ကျွန်တော်ဖြတ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဖြတ်တောက်တာဖြစ်ပါတယ်အကယ်၍ကိုကဖြတ်လိုက်တယ်ဖြတ်လိုက်တဲ့ဟာကိုပြန်ပြီးတုံးချင်တယ်ဆိုပါစို့ဒီနေရာမှာကျွန်တော်ဒီအပေါင်းလက္ခဏာရဲ့အပေါ်ပေါ့နော်ဒီအလယ်နားလေးမှာပါဒီဟာလေးမှာကျွန်တော်တို့ ON ဆိုတဲ့ဟာလေးတွေ့မှာ၄တောင်အကွက်နှစ်ခုရဲ့ဘေးနားမှာပေါ့နော်အဲ့ဒီဗမာလိုတစ်လို့ရေးထားတဲ့ဟာအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်โอเคနှိပ်လိုက်မယ်ဆိုရင်ဒီမှာကိုဖြတ်လိုက်တဲ့ဟာပြန်ပြီးရောက်လာတာပေါ့နော်ကျွန်တော်ဒီဘက်ကိုပြန်သွားတဲ့အဓိပ္ပာယ်ပေါ့နော်โอเคအဲ့တော့ဒါကတော့ကျွန်တော်နောက်ခံတီးလုံးဒါဖဲ့ပြတဲ့အပိုင်းနဲ့ဒီဖြတ်ပြတဲ့အပိုင်းကိုပြောပြပေးသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတီးလုံးအတန်ကအတူးအချက်လှုပ်လို့ရတယ်အဲ့တော့အတူးအချက်လှုပ်ဖို့အတွက်ဆိုရင်ဒီဟာလေးကိုထောက်လိုက်မယ်ပေါ့နော်ထောက်ပြီးတော့မှကျွန်တော်ဒီမှာအစောပိုင်းကကျွန်တော်ဒီ split လုပ်ခဲ့တဲ့အပိုင်းကိုပြောတော့ဆိုဒီ split ရဲ့ဘေးနာ volume ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးတော့မှကျွန်တော်ဒါဒီမှာကျေချင်နေဆိုရင်1000ထိကျေလို့ရတယ် short ချင်နေဆိုရင်နည်းနည်းလေးကျွန်တော်ကြားယုံလောက်ပဲထားချင်နေဆိုရင်30 15 20လောက်ထားလိုက်ကိုလောက်ပြီပေါ့နော်အကယ်၍မိတ်ဆွေတို့က15လောက်ထားမယ်ဆိုရင်ဒီအတန် volume အားကိုရွေးပြီးသွားပြီဆိုတော့ဒီညာဘက်တော့အောက်ဆုံးကအမှန်ချစ်တွေကိုကျွန်တော်ရွေးလိုက်ပါတော့အမှန်ချစ်မရွေးဘူးဆိုရင်ကိုယ့်ရဲ့အတန်ကဒီ original ကျွန်တော်100အတန်ပဲရှိနေပါဘောနော်အဲ့တော့ကျွန်တော်15 20ဒီ volume အားအတန်ရှိဖို့အတွက်ဆိုရင်ဒါအမှန်ချစ်ကိုနှိပ်ဖို့လိုအပ်ပါတယ်ကျွန်တော်တစ်ချက်နှိပ်ပြပေးမယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်15 20အတန်ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော် volume အတူ short လုပ်တဲ့အပိုင်းတွေဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီ video edit လုပ်တတ်သွားပြီနောက်ပြီးတော့မှဒီတချင်းလဲနောက်ခံတီးလုံးကအတူ short တချင်းကိုဒီမလိုအပ်တဲ့နေရာဖြတ်တောက်တာလို့ဒါလေးလေးကျွန်တော်ထက်တက်သွားပြီဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုတစ်ပုဒ်ကိုဒါစာတန်းထိုးတဲ့အပိုင်းကိုတွားလိုက်ရအောင်ပါနော်စာတန်းထိုးဖို့ဆိုရင်ကျွန်တော်ဒီညာဘယ်ဘက်တောင်အောက်ဆုံးကဒီ test ဆိုတဲ့ဟာလေးကိုနှိပ်ပါနော်အခုရှေ့မှာကျွန်တော် edit နဲ့ audio ပြီးတော့ test တစ်ခုချင်းစီတွားမယ်ပေါ့နော်ဒီ test ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုရင်ကျွန်တော်အခုလိုစာမျက်နှာရောက်ရှိလာမှာဖြစ်တယ်ပေါ့နော်ဒီမှာအောက်ဆုံးကိုကျွန်တော်ကြည့်လိုက်ပါဒီညာဘက်ကိုဆွဲကြည့်လိုက်ပါနော်အဲ့တော့ဒီနေရာမှာကျွန်တော်အဓိကကျတဲ့ဒီနှစ်ခုကိုပဲကျွန်တော်တုံးပြမှာပေါ့နော်ကျန်တဲ့ဟာလေးကျွန်တော်မတုံးပြတော့ဘူးဘာကြောင့်လဲဆိုတော့အတုံးလည်းမလိုဘူးဒါအတုံးတော်တော်လေးနည်းတယ်ပေါ့နော်ဒီအတွက်ကြောင့်အဓိကကျတဲ့ဟာတော့ပဲတွန်းရအောင်ပါဒီ add ဆိုတဲ့နေရာလေးတွန်းလိုက်မယ်ပေါ့နော်တို့ဒါလေးနှိပ်လိုက်ရအောင်ပါနှိပ်ပြီးတော့ရင်ဆိုရင်ကိုကဒီနေရာမှာကိုရေးချင်တဲ့စာကိုရေးရမယ်ပေါ့နော်ကိုဥမာကိုပြောလိုက်တဲ့ဟာကိုစာနဲ့ရည်ညွှန်းချင်တယ်ဆိုရင် GTS diary ပေါ့နော်ကျွန်တော်ဒါလေးကိုရွေးလိုက်မယ်diary ကျွန်တော်ဒါရွေးလိုက်ပြီဆိုရင်မိတ်ဆွေတို့ကဒီအောင်လာအစမ်းရဲ့ဒီမီးနားမှာ GTS diary ရှိရပါတော့အဲ့ဒါလေးကိုကျွန်တော်လက်နှစ်ခုလေးနဲ့လက်နှစ်ချောင်းလေးနဲ့ထောက်ပြီးတော့မှဒီချဲလို့ရတယ်ခြုံလို့ရတယ်ဒီအပေါ်အောက်လည်းကျွန်တော်ရွှေ့လို့ရတယ်ပေါ့နော်ဘယ်ညာကြိုက်သူရွှေ့လို့ရတယ်အဲ့တော့ဒါကိုကျွန်တော်နမူနာအနေနဲ့ယူထားမယ်အဲ့တော့ဒါကအခုအလက်ရှိကျွန်တော်တို့ဒီ GTS diary နှိပ်လိုက်တဲ့အနေထားမှာဒီ templates ပေါ့နော်ဒီအခုကျွန်တော်ဒီမှာစာရေးထားတဲ့ဘားပေါ့နော်ဒီအစိမ်းအောင်ထွက်နေတဲ့ဒီအောက်နန်းလေးက template ဆိုတဲ့နေရာရောက်လာပါတော့အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးထောက်လိုက်မယ်ဗျโอเคထောက်လိုက်တဲ့အနေထားမှာကျွန်တော်ဒီမှာ template မှာမျိုးမျိုးရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် sorry ကျွန်တော်ဒီအောက်ကိုတွားလို့ရတယ်ကိုကြိုက်တဲ့ template ကိုရွေးလို့ရတယ်ပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ဒီမှာတစ်ခုရွေး ABC ပါတဲ့ဟာရွေးလိုက်မှာပေါ့နော်ဒီမှာပါတဲ့ဟာရွေးလိုက်တယ် diamond ပါတဲ့ဟာတော့ဒီ pro version ဖြစ်နေပါတော့ငွေပေးရတဲ့အပိုင်လေးဖြစ်တယ်အဲ့တော့ကျွန်တော် free နဲ့ဟာရင်လုပ်ပြပေးမယ်ပေါ့နော်အခုဒါကျွန်တော် ABC ရွေးလိုက်တဲ့ဟာတော့ဒါ free version နေနဲ့ဒီ template ဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဟာလေးရွေးပြီးတော့ရင်ဒီဘက်ကကျွန်တော်အလယ်မှာပေါ့နော်ဒီမှာအမှန်ချစ်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်ဖို့လိုအပ်တယ်ပေါ့နော်နှိပ်မှပဲကိုယ့်ရဲ့
ဒီ template ကိုရွေးပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်မနှိပ်ပြတော့ဘူးဒါ template ကိုတွားပြီးဆိုတော့ကျွန်တော်နောက်ထပ်ဒီ font ဆိုတဲ့နေရာလေးကိုတွားလိုက်မယ်ပေါ့နော် okay font နေရာကိုတွားလိုက်ပါဒီမှာဆိုရင်ထိုနည်းတူပဲ diamond နေရာတော့ငွေပေးရတဲ့ဟာကိုကျွန်တော်တို့ဒါရှောင်ပြီးတော့မှ free ရတဲ့ဟာကိုဦးစားပေးသုံးမယ်ပေါ့နော်ဒီမှာ free ရတဲ့ဟာဆိုရင် diamond မရှိပါဘူးဒါလေးကျွန်တော်ကြိုက်နေတဲ့တဲ့ဟာရွေးလို့ရတယ်ပေါ့နော်ဒါကတော့ font style နောက်တစ်ခုတွားလိုက်ရအောင်ပါဒီမှာလဲ style တစ်ခုရှိတယ်ပေါ့နော်ကျွန်တော်ကြည့်လိုက်ရအောင်ပါဒါကလည်းကျွန်တော် font color style လို့ပြောလို့ရတယ်ဗျဒီမှာဆိုရင်ကျွန်တော်တစ်ခုပြီးတစ်ခုတော့ထောက်လို့ရတယ်ပေါ့နော်ဒီ style ရဲ့အောက်မှာဒီမှာအဝါရောင်အနီရောင်လိမ္မော်ရောင်အပြန်ရောင်အစိမ်းရောင်အမဲရောင်ပေါ့နော်ဒါကိုကြိုက်နေတဲ့တဲ့ဟာရွေးလို့ရတယ်ပေါ့နော်အဲ့တော့ဒါဒီမှာကျွန်တော်ဒီဟာလေးကိုဒီနေရာမှာခဏဖြောက်ထားလိုက်မယ်ဒါမရွေးတော့ပေါ့နော်ဒါနမူနာအနေနဲ့ပြတာဆိုတော့အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုကိုတွားလိုက်ရအောင် effect ဆိုတဲ့နေရာလေးကိုတွားလိုက်ရအောင်ပါ effect ကတော့ကျွန်တော်တို့ဒါ log in လုပ်ပြီးတော့ဝင်ရတာပေါ့နော်ဒါတော့မဝင်ပြတော့ဘူးဒီဟာကလည်းပြောအတုံးနဲတယ်ပေါ့နော် animation ကိုတွားလိုက်ရအောင်ပါကဲ animation ကတော့သူကစာတန်းထိုးတာကိုသူကဒီလှုပ်ရှားမှုပုံစံမျိုးနဲ့သူကထိုးပေးတာပေါ့နော်ဒီပထမဆုံးတစ်ခုဟာကျွန်တော်ထောက်ပြပေးပါမယ် ABC 1 2 3ပေါ့နော်ဒီပါ GPS တိုင်းအောင်ဆိုရင်တော့တလုံးချင်းစီစာတန်းထိုးပေးတာပေါ့နော်ထိုနည်းတူပဲဒီအောက်မှာပုံစံမျိုးမျိုးနဲ့ထိုးပေးနေတဲ့ဟာရှိတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုကိုတွားလိုက်အောင်ပါဒီမှာ battery တို့ present တို့ဒါတွေကမတုံးမြအဲ့တော့ပြောရမယ်ဆိုတော့အဓိကအားဖြင့်အတုံးများတာကဒီ template ဒီ font style ပြီး animation ပေါ့နော်ဒါတော့ပဲတုံးကြတယ်ဒီ၄ခုကလွဲလို့ဒီကျန်တာကကျွန်တော်တိတ်အတုံးပြုလို့မရှိဘူးအဲ့တော့ဒီဟာလေးကိုမိတ်ဆွေတို့အားလုံးပဲအတုံးပြုတ်တက်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တစ်ချက်ခဏဖြောက်လိုက်မယ်တိုင်းထားလိုက်မယ်ပေါ့နော်ပြီးဒါကျွန်တော်ဒီမှာအမှန်ချစ်လိုက်ပါဒီ GPS တိုင်းအောင်ဆိုတဲ့ဟာလေးလိုချင်တယ်ဆိုတော့အမှန်ချစ်လိုက်ပါနော်ပြီးတော့ပြီးပြတော့ဘူး okay အဲ့တော့ကိုယ့်ရဲ့ဒီစာတန်းကမိတ်ဆွေတို့ကကိုလိုချင်တဲ့ပုံစံကို color လေးကိုဒီပြီးရင် template တွေရွေးပြီးသွားပြီဆိုရင်ဒီမှာအောက်မှာပေါ့နော်လိမ်ပေါ်ရောင်လေးနဲ့ဘားတစ်ခုရှိတယ်ပေါ့နော်ဒီဟာကကျွန်တော်တို့သူ့ရဲ့ဒီ time limit ဖြစ်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တစ်ချက် play ပြပေးမယ်ဗျာ okay အမှကျွန်တော်တို့ဒီ time limit ကျော်သွားပြီဆိုရင်သူကပျောက်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီစာတန်းထိုးတာကိုကိုကဘယ်နေရာလောက်ထိထိုးခိုင်းစေချင်တာလဲကိုထိုးခိုင်းစေချင်တဲ့နေရာအထိကျွန်တော်ဆွဲဆန့်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုဆွဲဆန့်ဖို့အတွက်ဆိုရင်ဒီ JDS dial လိမ်ပေါ်ရောင်လေးကိုကျွန်တော်တို့ပြန်ပြီးတော့မှအဖြူဘားထွက်အောင်နှိပ်ဖို့လိုအပ်တယ်ဒီအဖြူဘားကိုမနှိပ်ချင်ဘူးဆိုရင်ဒီအပေါ်ကဒီဗီဒီယိုနားမှာကျွန်တော်တို့ဒီဟာလေးကိုပြန်ပြီးထောက်လို့ရတယ်ပေါ့နော်ဗီဒီယိုမှာရှိတဲ့ JDS diary ဆိုတဲ့စာကိုထောက်လိုက်ရင်ဒီမှာအဖြူဘားထွက်လာတယ်ပေါ့နော်အဲ့တော့ဒါကိုကျွန်တော်တို့ထပ်ပြီးတော့မှရှည်ချင်တယ်လိုအပ်တဲ့လောက်ဆွဲဆန့်ချင်တယ်ဆိုရင်ဒီလိုပဲကျွန်တော်ညာဘက်ကိုဒီလိုလေးဆွဲလိုက်ပါဒီမှာဒီလိုလေးဆွဲလိုက်ကိုလိုချင်တဲ့နေရာလေးဆွဲလိုက်ပါနော်ကိုမလိုချင်ဘူးဆိုရင်ထိုနည်းတူပဲဘယ်ဘက်ကိုဒီလိုလေးလှုပ်လိုက်ပါအဲ့လိုလေးပေါ့နော်ဒါဆွဲဆန့်တာပေါ့လိုရင်လိုတလောက်ပေါ့နော်အဲ့တော့ပိုသွားတယ်ဖြတ်ချင်တယ်ဆိုရင်လည်းကျွန်တော်ဖြတ်လို့ရတယ်ပေါ့နော်ဒီဆွဲဆန့်တဲ့ပုံစံမျိုးဒီလိုလေးကျွန်တော်တို့ဘယ်ဘက်ကိုဒီလိုမဆွဲဆန့်ချင်ဘူး delete ပုံစံမျိုးနဲ့လုပ်ချင်တယ်ဆိုရင်လည်းထိုနည်းတူပဲဒါကိုကျွန်တော် video editing တို့ဒီ sound edit လုပ်ခဲ့တဲ့ပုံစံမျိုးပေါ့နော်ဒါလေးကိုကျွန်တော်ထောက်လိုက်ပါထောက်ပြီးရင်ကျွန်တော်ဒီမှာ split ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပေါ့နော်ဒါလေးနှိပ်လိုက်ရင်ဒီမှာကွဲထွက်သွားပြီဒီနောက်တစ်ချမ်းကိုကျွန်တော်ဖြတ်ချင်တယ်ဆိုရင် delete နှိပ်လိုက်ပေါ့နော်ဒါတော့ကျွန်တော်ဥပမာလုပ်ပြတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ဒီ test အပိုင်းကိုဒါတွားပြီးဆိုရင်တော့ကျွန်တော်နောက်ထပ်ဒီ effect ကိုတွားရတော့မှာပေါ့နော် video effect ကိုကျွန်တော်နှိပ်ကြည့်လိုက်အောင်ပါဒီမှာပေါ့နော်ဒီ test ရဲ့ဘေးနားက effect ပါဒီ effect ကတော့ပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့ဒီ video ကို intro မှာဘယ်လိုမျိုးပုံစံမျိုးနဲ့ effect ထည့်ချင်တယ်ပေါ့နော်အဲ့ဒါကိုလုပ်ဖို့အတွက်ဆိုရင်ဒီ video effect ကိုနှိပ်ဖို့လိုအပ်ပါတယ်ဘယ်ဘက်တော့အောက်ဆုံးက video effect နှိပ်လိုက်မယ်ပေါ့နော် okay နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်ဒီမှာ effect တွေအများကြီးသုံးလို့ရတယ်ပေါ့နော်နံပါတ်၄တစ်ခုပေါ့နော်ဒီအောက်ကကျွန်တော် shaky glitch ဆိုတဲ့ဟာလေးကိုကျွန်တော်သုံးပြပေးမယ်ပေါ့နော်ဒါကတော့ငွေပေးရတဲ့ဟာပေါ့နော်ဥပမာသုံးပြပေးပါမယ်ဒီမှာကျွန်တော်ဒီပုံစံလေးပါဒီလိုလေးပေါ့နော်အဲ့တော့ဒီလို video effect လေးကိုကျွန်တော်တို့ဘယ်အတိုင်းတာလောက်ထိတုံးချင်တယ်လဲတုံးချင်တဲ့အတိုင်းတာလောက်ထိဒီလိုညာဘက်ကိုဆွဲဆန်းလို့ရတယ်ပေါ့နော်ထိုနည်းတူပဲ body effect ဒါတွေကျွန်တော် AI effect အားလုံးကိုကျွန်တော်ရွေးပြီးတော့တုံးလို့ရတယ်ပေါ့နော်အဲ့တော့ဒါကိုတော့ကျွန်တော်စမ်းပြီးတော့သွားတုံးကြည့်စီချင်တယ်ဒီမှာ body effect လေးကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ကျွန်တော်ဥပမာပြပေးပါမယ်အဲ့တော့ဒီမှာနံပါတ်1တစ်ခုရွေးလိုက်မယ်ဗျာဒီမှာ optical scan ပေါ့နော်ဒါလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒီလိုလေးဖြစ်မယ်ပေါ့နော်ဒါရွေးပြီးတော့ရင်ကျွန်တော်အမှန်ချစ်လိုက်ပါ
မချစ်လိုက်မယ်ဒီမှာဒီလိုမျိုးလေးတော့ body fat ထည့်တော့ပေါ့နော်ဒါလေးကိုကျွန်တော်ထောက်လိုက်မယ်ဗျ AI effect ကိုမဝင်ပြတော့ဘူးเนาะ AI effect ကိုကျွန်တော်တွားပြီးတော့ကိုယ့်အကူရှာပြီးတော့မှတုံးလို့ရတယ်ပေါ့နော်ဒီမှာဒါဆိုရင်ငွေပေးပြီးတော့မှတုံးရတဲ့ဟာပေါ့နော်ဒီ AI effect ကိုတော့ကျွန်တော်တစ်ချက်ထွက်လိုက်မယ်โอเคအဲ့တော့ကျွန်တော်ဒီမှာ overlay ကိုတွားလိုက်ရအောင်ပေါ့နော် overlay ကဒါကျွန်တော် video content creator တွေအတွက်တော်တော်လေးကိုအရေးကြီးတဲ့နေရာလေးဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ overlay ဆိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ဒီ video ကိုမှဓာတ်ပုံတွေပြန်ထပ်တာ video တွေပြန်ထပ်တာပေါ့နော်အဲ့လိုအဓိပ္ပာယ်ပါအဲ့တော့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ add overlay ဆိုတဲ့ဟာလေးကိုပြန်နှိပ်ဖို့လိုအပ်တယ်โอเคအဲ့တော့ကျွန်တော်တို့ဒီ video မှာပေါ့နော်ဓာတ်ပုံတွေထည့်ချင်တာလားတခုခုကျွန်တော်ထည့်ချင်နေဆိုရင် video ဖြစ်စေဓာတ်ပုံဖြစ်စေကျွန်တော်ဒီမှာအခုလက်ရှိကတော့ဘယ်ဘက်တောင်အပေါ်ဆုံးကိုကြည့်လိုက်ပါတော့ဒါ video ဖြစ်တယ်ဒီအလယ်ကကြောင့် photo ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် photo တပုံကိုကျွန်တော်ဥပမာအနေနဲ့ဝင်ပြပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ channel တက်တဲ့ပုံတပုံရွေးလိုက်မယ်ပေါ့နော်ဒီမှာဗရန်များပုံကိုကျွန်တော်ရွေးလိုက်မယ်အဲ့တော့အောက်ဆုံးကဒီ add ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော် okay အဲ့တော့ဒါဥပမာလုပ်ပြတာဖြစ်တယ်ပေါ့နော်ဒီ video ရဲ့အစပိုင်းမှာကျွန်တော်ကဓာတ်ပုံတပုံနဲ့ရည်ညွှန်းချင်တယ်ဆိုရင်အစောပိုင်းကကျွန်တော်ဝင်ခဲ့တယ်မျိုးပေါ့နော် add overlay နဲ့ကျွန်တော်ဝင်ခဲ့တဲ့အပိုင်းလေးပြန်ပြီးတော့ဝင်ပြပေးမယ်ဗျနည်းနည်းလေးရှုပ်သွားအောင်မလို့ပေါ့နော်ဒီကျွန်တော်အောက်ဆုံးက overlay ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးဆိုရင် add overlay လို့နှိပ်လိုက်ပါနော်အဲ့တော့ကိုယ့်ရဲ့ဒီပုံထည့်ချင်တဲ့ဟာဗီဒီယိုရဲ့ intro ဘိုင်းမှာထည့်ချင်တာမို့လို့ intro ဘိုင်းကိုကျွန်တော်ဒီရဲ့ down တိုင်လေးကိုရွှေ့ထားဖို့လိုအပ်တယ်ပေါ့နော်အကယ်၍အလဲဘိုင်းလောက်မှာထည့်ချင်တယ်ဆိုရင်ဒီလိုပဲကိုထည့်ချင်တဲ့နေရာအထိကိုတွားပြီးတော့မှဒီလိုဥပမာဒီနေရာမှာထည့်ချင်ဒီနေရာလေးကိုကျွန်တော်ရက်လိုက်ပေါ့နော်ရက်ပြီးတော့မှ add overlay ကိုကျွန်တော်နှိပ်လိုက်ပေါ့နော်ပြန်အစနေလောက်ပြပေးမယ်ဗျာရှုပ်သွားအောင်မလို့ပေါ့နော်ဒီအောက်ဆုံးက overlay ကိုနှိပ်ပါနှိပ်ပြီးတော့ကျွန်တော် add overlay ကိုနှိပ်ပါပြီးရင်ကျွန်တော်6ပုံတစ်ပုံထည့်မယ်ပေါ့နော်ဒါဥပမာပြတာပေါ့နော်โอเคဒီမှာညာဘက်တောင်အောင်က add ဆိုတဲ့ဟာလေးနှိပ်ပါနှိပ်ပြီးတော့ရင်ဒီရဲ့ဒီဗီဒီယိုကအချိုးက16အချိုးကူဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်16အချိုးအကူအပြည့်ရဖို့အတွက်ဆိုရင်ကျွန်တော် overlay မှာထည့်ထားတဲ့ဗီဒီယိုဒါလက်နှစ်ခုနဲ့ထောက်ပြီးတော့မှလက်နှစ်ချောင်းနဲ့ထောက်ပြီးတော့ဆွဲဆန့်ဖို့လိုတယ်ပေါ့နော်ဒီလိုမျိုးလေးပါဒါချုံလို့ရတယ်ဆန်းလို့ရတယ်ပေါ့နော်ကြိုက်တယ်လို့လို့ရပါတယ်ဒါကျွန်တော်ဥပမာပြတာပေါ့နော်ဒါကျွန်တော်တလောက်ရချင်တလောက်ယူလိုက်ပေါ့နော်โอเคအဲ့တော့ဒီဗီဒီယိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့အသေးဖြစ်နေတယ်ပေါ့နော်အသေးဖြစ်နေတော့ကျွန်တော်ဒီဟာကိုဒီ motion ပေါ့နော် animation ပုံစံမျိုးဒီလှုပ်ရှားမှုရှိအောင်ကျွန်တော်ထည့်ချင်တယ်ဆိုရင်အဲ့ဒီရဲ့ကြောက်ပုံကိုကျွန်တော်ထောက်ထားလိုက်ပါနော်โอเคကျွန်တော်ထောက်ထားလိုက်မယ်ထောက်ပြီးတော့မှကျွန်တော်ဒီအောက်ဆုံးမှာတစ်ချက်ရွှေ့လိုက်ပါနော်ဒီလိုလေးရွှေ့လိုက်ပါရွှေ့ပြီးတော့ပြီဆိုရင်ကျွန်တော်ဒီမှာ animation ဆိုတဲ့ဟာလေးကိုရွေးလိုက်ပါနော်အဲ့တော့ဒီလိုကျွန်တော်ဓာတ်ပုံကိုလှုပ်ရှားမှုအဖြစ်ထည့်တဲ့နေရာမှာကျွန်တော်နှစ်ခုလောက်ပဲပြပေးမယ်ပေါ့နော်ဒီမှာ animation တစ်ခုအရင်ဦးဆုံးပြပေးမယ်ဒါလေးကိုကျွန်တော်နှိပ်လိုက်ပါโอเคနှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ slide down ဆိုတဲ့ဟာလေးကိုကျွန်တော်ရွေးလိုက်မယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ကကျွန်တော်ဒီအောက်မှာကြိုက်တဲ့ slide down တွေကျွန်တော်ရွေးလို့ရတယ်ပေါ့နော်အမျိုးမျိုးရှိပါတယ်ကျွန်တော်ဒီနေရာလေးရွေးပြီးတော့ရင်ကိုယ့်ရဲ့ဒီ slide down က second ဘယ်လောက်ပြမလဲဆိုတဲ့ဟာလေးကိုရွေးလို့ရတယ်အဲ့ဒါကိုကျွန်တော်ဒီညာဘက်တောက်တော့ဖြစ်သွားရင်ဒီအောက်ဆုံးကအပြာရောင်လေးပေါ့နော်ဒါလေးကိုကျွန်တော်အတူး short လုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဒါ3 second slide down လုပ်တာပေါ့နော်ဟိုက3 second လုပ်မယ်ဆိုရင်ကျွန်တော်ဒီမှာအမှန်ချစ်လေးပြန်နှိပ်လိုက်ပါဒီအလင်ကအမှန်ချစ်နှိပ်လိုက်ပြီဆိုရင်ဒီမှာပြန်ပြီးတော့မှပြပေးမယ်ပေါ့နော်ဒီဘယ်ဘက်ကိုရွှေ့လိုက်ပါကိုရွေးထားတဲ့နေရာကိုပြန်ထောက်ပေါ့နော်ထောက်ပြီးတော့ဒီနေရာကိုကျွန်တော် play လုပ်ပြပေးပါအဲဒီလိုလေးကျွန်တော်ဓာတ်ပုံကအသေးမဟုတ်ဘူးနဲ့အရှင်ကြလာတာပေါ့နော်အဲ့လိုမျိုးလေးပါโอเคဒါကတော့ကျွန်တော် animation ဆိုတဲ့အပိုင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကိုတွားလိုက်အောင်ပါနောက်ထပ်တစ်ခုကတော့ဒီမှာ effect ဆိုတဲ့နေရာလေးပေါ့နော်ဒါကြံတဲ့အပိုင်းကတော့ကျွန်တော်မပြတော့ဘူး effect ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပေါ့နော်โอเคနှိပ်လိုက်ပြီးဒါအစောပိုင်းမှာကျွန်တော် video effect ထည့်ခဲ့တဲ့ပုံစံမျိုးပြန်လုပ်လို့ရတယ်ပေါ့နော်ဒီနေရာမှာလည်းကျွန်တော်ဒီကိုယ့်ရဲ့ဓာတ်ပုံကိုလှုပ်ရှားမှုရှိအောင်လုပ်လို့ရတယ်ပေါ့နော်ဒါကိုကျွန်တော်ထွက်လိုက်မယ်နောက်တစ်ခုကိုတွားလိုက်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ motion မဟုတ်တော့ဘောနော်ကိုဒီဓာတ်ပုံကို overlay နေရာနေထည့်လိုက်တဲ့ဟာကိုဒီပြန်ပြီးတော့မှ filter လောက်တာပေါ့နော် effect ပြောင်းလိုက်တာပေါ့အဲ့ဒါလေးကိုကျွန်တော်ဒီမှာ filter ဆိုတဲ့နေရာလေးနှိပ်လိုက်ပါတော့နှိပ်ပြီးတော့မှကျွန်တော်သူ့ရဲ့ဒီ color လေးတွေတော့ပြောင်းလို့ရတယ်အသားဖြူချင်သလားမဲချင်သလားပုံစံမျိုးပြောင်းလို့ရတယ်ပေါ့နော်ဒီ feature အမျိုးမျိုးရှိပါတယ်ဒီမှာကျွန်တော်ကြည့်လိုက်ပါ
Okay အဲ့တော့ကျွန်တော်ဒီ overlay ပြီးသွားပြီဆိုတော့အခု caption ဆိုတဲ့နေရာလေးရောက်ပြီပေါ့နော်ဒီ caption လေးကိုကျွန်တော်နှိပ်လိုက်ရအောင်ပါအဲ့တော့ caption ဆိုတာကဒီ video အတွက်စာတန်းထိုးတာပေါ့နော်အဲ့တော့အစအနေထိုးမယ်ဆိုတော့အစကိုတွားလိုက်ပါအလယ်မှာထိုးရင်အလယ်ကိုတွားလိုက်ပါနော်ကိုကြိုက်နေတဲ့တူပဲညာရွှေ့လိုက်ပါအဲ့တော့ဒီအောက်ဆုံးကကျွန်တော် overlay ရဲ့ဘေးနား caption ကိုတွားလိုက်မယ်ပေါ့နော် Okay caption တွားလိုက်မယ်ဆိုရင်ဒီမှာကိုယ့်ရဲ့ video မှာမူရင်းဘာသာစကားဘာမီဆိုရင်ကျွန်တော်ဘာမီလို့ရွေးပြလိုက်ပါနော်ဒီမှာကျွန်တော် spoken language နေရာမှာမူရင်းဘာသာစကား Chinese ဖြစ်ရင် Chinese ရွေးပါမြန်မာဖြစ်ရင်မြန်မာရွေးပါနော်အဲ့တော့ဒါလေးကိုကျွန်တော်ပြန်ထွက်လိုက်မယ်မြန်မာရွေးပြီးတော့မှထွက်ဖို့အတွက်ဆိုရင်ဒီ spoken language ဘေးနားများသေးသေးလေးကိုနှိပ်လိုက်ပါနော်အောက်ဆိုင်နေလည်းများပါ Okay အဲ့တော့ဒီမှာဆိုရင်ကိုကဘာမီလို့ဒါစာတန်းထူခိုင်းစီခြင်းနေဆိုရင်ဒီအောက်ဆုံးက generate ဆိုတဲ့ဟာလေးကိုနှိပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ဒီ pro version အနေနဲ့တုံးတာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်သိအောင်ပြောပြပေးတာဖြစ်ပါတယ်ငွေပေးပြီးတော့တုံးမယ်ဆိုတော့မြန်တယ်သူကတခါနဲ့ကိုပြောထားတဲ့မြန်မာစကားကိုအကုန်လုံးစာတန်းထိုးပေးတာပေါ့နော်အချိန်ကုန်တက်တာစီပါတယ် Okay အဲ့တော့ဒီ caption နေရာလေးကိုကျွန်တော်ထွက်လိုက်မယ်ဗျထွက်ပြီးတော့ကျွန်တော်ဘယ်နေရာသွားမလဲဆိုဒီမှာ filter ဆိုတဲ့နေရာလေးကိုတွားလိုက်မယ်ပေါ့နော် filter ဒီနေရာလေးကပြောမယ်ဆိုတော့အရေးကြီးတယ် filter ဆိုတဲ့ဟာလေးကိုပြန်နှိပ်မယ်နှိပ်ပြီးတော့မှဒီမှာ crystal clear ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါတော့ဒီလိုလေးဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီအောက်ဆုံးကအတူ shot လေးနှိပ်လိုက်ပါဒီမှာ100ထိဆိုရင်ဒီမှာကြည့်ပို့ပြီးဖြူလာတယ်ဒါကတော့ effect ပြောင်းတဲ့ဟာပေါ့နော်ဒီမှာ Okay အဲ့တော့ဒါလေးကကျွန်တော်တို့ဒီ filter ထည့်တဲ့နေရာပေါ့နော်အဲ့တော့ဒီဟာလေးသဘောမကျဘူး crystal clear သဘောမကျဘူးဒီ effect မကျဘူးဆိုရင်ဒီဟာလေးကိုထောက်လိုက်ပါထောက်ပြီးတော့ကျွန်တော် delete ဆိုတာကြီးနှိပ်လိုက်ပါနော်အဲ့ဆိုရင် original ဒီမှာအသားရောင်လေးပြန်ထွက်လာတယ်ပေါ့နော် Okay ဒါကတော့ကျွန်တော် filter ထည့်တဲ့အပိုင်းလေးဖြစ်တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်နောက်ထပ်တစ်ခုကိုတွားလိုက်ရအောင်ပါအဲ့တော့ကျွန်တော် sticker ဆိုတဲ့နေရာတွားမယ်ဒီနေရာလေးထောက်လိုက်ပါထောက်ပြီးတော့ရင်ကျွန်တော်တို့ဒီ video မှာကိုကတခုခုကို mention လုပ်ချင်တာမျိုးဖြစ်ဖြစ်တခုခုကိုပုံဖော်ချင်တာမျိုးဖြစ်ဖြစ်ဆိုရင်ဒီဟာလေးကိုရွေးလို့ရတယ်ပေါ့နော်ဒီမှာဆိုရင် free version သုံးလို့ရတာရှိတယ်လို့ပြီးပြီဆိုရင်ငွေပေးပြီးတော့မှသုံးလို့ရတာရှိတယ်ပေါ့နော်ဒီမှာကျွန်တော်များလေးတစ်ချက်ဥပမာရွေးပြပေးမယ်ပေါ့နော်ဒီမှာဒီလိုလေးပေါ့နော်တခုခုဖော်ပြချင်တယ်ဒီများလေးထောက်ဖော်ပြချင်တယ်ဒီလိုလေးကျွန်တော်ချက်နဲ့တက်တယ်လို့ဘယ်ညာပေါ်အောက်ကုန်ရွှေ့လို့ရတယ်ပေါ့နော်โอเคကျွန်တော်ဒီနေရာထားမယ်ဆိုတော့အမှန်လေးချစ်လိုက်ပါဒါကတော့ကျွန်တော် sticker ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ sticker ဆိုတဲ့အပိုင်းလေးကိုပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ်ဘယ်အပိုင်းလေးတွေလိုအပ်သေးလဲဆိုတာကြည့်လိုက်ရအောင်ပေါ့နော်โอเคမရှိတော့ဘူးဗျအခုလက်ရှိကြတော့ကျွန်တော်တို့ဒီ video တစ်ပုတ်အတွက်ပေါ့နော်ဒါ edit ဘယ်လိုမျိုးလုပ်ရမလဲနောက်ပြီးတော့မှကျွန်တော်တို့နောက်ခံတီးလုံးဘယ်လိုထည့်ရမလဲနောက်ပြီးဒီအတူအလျှော့ဘယ်လိုလုပ်ရမလဲပေါ့နော်နောက်ပြီးတော့မှဒီ video ကိုစာတန်းဘယ်လိုထိုးရမလဲနောက်ပြီးတော့မှကျွန်တော် video တစ်ပုတ်ကိုဒီ overlay ပေါ့နော်ဓာတ်ပုံတွေဘယ်လိုထည့်ရမလဲဗီဒီယိုတွေဘယ်လိုထည့်ရမလဲပေါ့နော်ဗီဒီယိုထည့်တဲ့အပိုင်းတော့မပြောရသေးဘူးတို့ပေမဲ့လည်းဒီဓာတ်ပုံထည့်တာ ਨੇ အတူတူပဲပေါ့နော်ဒါမကွာဘူးဒီအတွက်ကြောင့်ကျွန်တော်ဓာတ်ပုံတစ်ပုံထည့်ပြီးတော့မှပဲဒါဥမာပြပေးသွားခဲ့တာဖြစ်တယ်ပေါ့နော်နောက်ထပ်ကျတော့ကျွန်တော်တို့ဒီဗီဒီယိုအတွက်စာတန်းထိုးတာဖြစ်တယ်ပေါ့နော်ဒါကတော့ဒီ pro version မှာပဲတုံးလို့ရတာပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကကျွန်တော်အဓိကပြောသွားခဲ့တယ်လေဆိုရင်ဒီ filter ပေါ့နော်ကိုယ့်ရဲ့ဒီဗီဒီယိုတစ်ပုတ်လုံးကိုဒီ quality ထိညှိပေးတာပေါ့နော်ဒါမဲနေတယ်ဆိုရင်ဒါဖြူပေးတယ်ဖြူနေတယ်ဆိုရင်လည်းဒါပြန်ပြီးမဲအောင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုမှာဒီ sticker ဆိုတဲ့ဟာလေးပြောပြပေးသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ sticker ကိုကျွန်တော်ဒါအပေါ်အောက်ကြိုက်သူရွှေ့လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်ရည်ညွှန်းချင်တဲ့ဟာလေးပြန်ပြီးရည်ညွှန်းလို့ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော် JDS diary ဆိုရင်ထိုနည်းတူပဲအဲ့ဒါလေးကိုထောက်ပြီးတော့မှအပေါ်အောက်ရွှေ့လို့ရတယ်ပေါ့နော်โอเคမိတ်ဆွေတို့အနေနဲ့ဒီ editing အားလုံးနီးပါးကိုဒါပြုပြင်ပြီးသွားပြီဆိုရင်တော့ဒါ export ထုတ်လို့ရပြီပေါ့နော်အဲ့တော့ export မထုတ်ခင်ကျွန်တော်ဒီဘက်မှာ AI UHD ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါတော့ဒီနေရာလေးကိုနှိပ်ပြီးတော့မှဒါကိုယ့်ရဲ့ဗီဒီယိုကိုဒီ quality ပြန်ပြီးထိန်းညှိပြီးတော့ထုတ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီ 1080p နဲ့ထုတ်ချင်လဲရတယ်လို့ဒီ2000နဲ့ထုတ်လဲရတယ်ဒီ memory အရင်ကြီးစားမှာကြောက်တယ်ဆိုရင်ကျွန်တော်ဒီ1080လောက်နဲ့တွားလိုက်ပါတော့ပြီးပြီဆိုရင်ကျွန်တော်ဒီ frame rate မှာကျွန်တော်ကြိုက်တယ်လို့ထားလို့ရတယ်ဒီမှာ60ထားလို့ရတယ်30ထားလို့ရတယ်နော်ပုံမှန်တော့ကျွန်တော်30ထားတာများတယ်ဗျအဲ့တော့အပြောင်းလဲလေးဖြစ်စေချင်တယ်ဆိုရင်တော့60ထားလိုက်ပါတော့ထားပြီးတော့မှဒီအောက်ကကျွန်တော်ဒီ code rate ကိုလည်းကျွန်တော်ထိုနည်းတူပဲမြင်လို့ရတယ်လို့ short လို့ရတယ်ပေါ့နော်ကျွန်တော် recommended ပဲယူလိုက်မယ်ပေါ့နော်ဒါပြီးသွားပြီဆိုရင်တော့ကျွန်တော်နောက်ဆုံးဒီအောက်ဆုံးကဒီ smart HDR ပေါ့နော်ဒါလေးကိုကျွန်တော်တို့ဖွင့်လို့ရပါတယ်ဖွင့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဗီဒီယိုတစ်ပုတ်ကဒီ quality ပိုပြီးတက်လာတယ်ပေါ့နော်ပိုပြီး HD ပိုပြီးကြည်လောင်လုပ်ပေးတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ original video ရိုက်ထားတဲ့ဟာ
ဝါနေတဲ့အချိန်မျိုးမှာဒါအသုံးပြုစေချင်တယ်ဗောနော်အခုလိုမျိုးအနေထားလောက်ဆိုရင်ကျွန်တော်မတုံးလင်းရတယ်အဲ့တော့ကျွန်တော်ဒီ Smart HD လေးကိုဖြုတ်လိုက်ဗောနော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုနောက်ထပ်တစ်မျိုးရွေးချယ်လို့ရနေတယ်ဒီမှာအလယ်မှာဗောနော် optical floor ဒီဟာကျတော့ pro version ဖြစ်တယ်ဒါဗီဒီယိုကိုကျွန်တော်ပို့ပြီးချောမွေ့စေတာဗောနော်ဒါဖွင့်ထားလို့ရတယ်ပိတ်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒါ check နဲ့တက်တူရွေးလို့ရတယ်ဒီနေရာရွေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ညာဘက်တောင်အပေါ်ဆုံးက export ဆိုတဲ့ဟာလေးနဲ့ကျွန်တော်တို့ရဲ့ဒီဗီဒီယိုကိုဒါစတင်ပြီးတော့မှထုတ်လို့ရပြီဗောနော် okay အဲ့တော့မိတ်ဆွေတို့အားလုံးအနေနဲ့လည်းဒါဒီကနေ့ဗီဒီယိုကြည့်ပြီးတော့မှဒီခက်ခက် application နဲ့ဒီ editing လုပ်ဖို့အတွက်ဗီဒီယိုတွေကိုဖန်တီးနိုင်မယ်လို့ယုံကြည်တယ်ဗောနော်အကယ်၍ဒါတခုခုမေးမြန်းလို့တာရှိမယ်ဆိုရင်လည်းအောက်က comment မှာမေးမြန်းသွားပေးလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါ